လက်ကိုမြဲမြဲကင်ထားပါကိုတကယ်ချစ်ပြီးကိုကိုပြန်ချစ်တဲ့သူဆိုတာရှာရခက်ပါတယ်ငွေကြောင့်မို့မချစ်ပါနဲ့မိဘပေးစားလို့မချစ်ပါနဲ့ပတ်ဝန်းကျင်ကြောင့်မို့မချစ်ပါနဲ့အချစ်ကြောင့်သာချစ်ပါ